ဖြတ်သန်းခဲ့တဲ့60 တွေမှာတန်ရာတွေလဲအထက်ထန်အတွေ့အကြုံဆိုတဲ့ကြောပိုးအိတ်ထဲအတွေ့အကြုံဆိုတဲ့ကြောပိုးအိတ်ထဲအဖြေတွေအပြည့်ရှိတယ်ထင်ခဲ့တာအဖြေတွေအပြည့်ရှိတယ်ထင်ခဲ့တာဒါပေမဲ့ဒီနေ့ခေတ်ရဲ့လေပြင်းတွေကငါမြေပုံတွေကိုလွှင့်စင်စေခဲ့ပြီးဤပညာသစ်တွေရဲ့အလင်းဆူဆူမှငါမျက်လုံးတွေဝေဝါလို့လူမှုရေးနေရာမှာတွေကလည်းငါသင်ခဲ့တဲ့စာအုပ်ထဲမှာမပါဘူးရှေ့ဆက်ပါဖြစ်လာမလဲခြေလမ်းဘယ်ကိုလှမ်းရမလဲငါမသိအတွေ့တွေအိုက်ပြီးပြစ်စုံပန်တဲ့မှာငါဟာတစိမ့်တယောက်ဖြစ်နေရဲ့ရောက်တဲ့နေရာမှာဓာတ်ပုံရိုက်တယ်ခဏတာအလှကိုသိမ့်စေရင်ပုံရိပ်ဟောင်းတွေကိုပြန်ကြည့်လို့စကားလုံးတစ်တွေငါထုတ်ပို့တယ်မွန်ချလာတဲ့စိတ်အာယုံကိုတရားသိနဲ့ဆွဲညီရင်တိုင်းမဖို့တရားနဲ့စာရီရေးလို့ငါရဲ့နေရကိုဖြတ်သန်းတယ်အဖြေရှာမရရင်လည်းနေပါစေအောင်ငါနှလုံးခုန်တန်ကိုငါပြန်နာထောင်မယ်ဝေးဝေးကိုမချီတော့ဘူးလက်တကမ်းငါအလုပ်ကိုပဲငါလုပ်မယ်မသိချင်းတွေထဲမှာပဲငါရဲ့ငြိမ်းချမ်းမှုကိုအသာလေးခင်ချင်ရင်ဒီခိုက်တန်လေးကိုပဲအကောင်းဆုံးပိုင်ဆိုင်လိုက်တော့မယ်အကောင်းဆုံးပိုင်ဆိုင်လိုက်တော့မယ်